စာမျက်နှာ၄မှာပါတဲ့အလယ်တန်ပြီးအမြင့်တန်ပြီးအနိမ့်တန်ပြီးတွေကိုသေချာရှင်းပြပေးမယ်နော်ထိုင်းပြီး44လုံးမှာအလယ်တန်ပြီး6လုံးခွဲထားပါတယ်အမြင့်တန်ပြီး17လုံးဆိုပြီးခွဲထားပါတယ်အနိမ့်ပြန်ပြီးဒီမှာ24လုံးရှိပြီးတော့ဇုံတွဲအနိမ့်တန်ပြီး14လုံးဆိုပြီးခွဲထားတယ်နောက်ပြီးတော့တခုတည်းအနိမ့်တန်ပြီး10လုံးဆိုပြီးတော့ခွဲထားပေးပါတယ်ဆိုတာကဒီအနိမ့်ပြီးအုပ်စုနှစ်စုကိုပေါင်းပြီးတော့မှတ်လိုက်ရတယ်ဒါကအနိမ့်ပြီးထဲမှာပါဝင်တဲ့ဘီးတွေပဲဖြစ်တယ်နော်ဆိုတော့ဒီဘီးလေးတွေကို44လုံးရပြီးပါပြီဆိုလို့ရှိရင်အဲ့ဒီ44လုံးထဲမှာအလယ်ဘီး6လုံးကဘယ်ဘီးတွေလဲအမြင့်ဘီး17လုံးကဘယ်ဘီးတွေလဲအနိမ့်ဘီးတွေကရောဘာဘီးတွေလဲဆိုတာကိုရအောင်မှတ်ရအောင်ကြက်ရမှာဖြစ်ပါတယ်နော်တကယ်လို့ဒီဘီးတွေကိုအလယ်ဘီးမြင့်ဘီးမခွဲနိုင်ဘူးဆိုလို့ရှိရင်တရနဲ့ဘီးနဲ့စလုံးပေါင်းတဲ့အချိန်မှာခတ်သွားပါလိမ့်မယ်ဆိုတော့ဒါလေးကိုသေချာလေးရအောင်ခွဲပေးတော့ဒီဆရာတို့ပထမဆုံးအလယ်ဘီး6လုံးရဲ့အတန်ထွက်ကိုကြည့်မယ်ကောไก่จอจานดอชะดาดอเด็กตอปะตักตอเต่าบอใบไม้ปอปลาออ่างဒီဘီးကလုံးကအလယ်ဘီးထဲမှာပါတယ်ဆိုပြီးတော့ရအောင်မှတ်ရမယ်နော်အတူကောက်မှတ်ရအောင်လုပ်တယ်ဆိုလို့ရှိရင်ကောကျော်ဒေါ်တော်ဘောပေါ်အော်ဆိုပြီးတော့အတူကောက်လေးမှတ်လို့ရပါတယ်နော်ဆက်ပြီးတော့အမြင့်ဘီးထဲမှာအမြင့်ဘီး17လုံးရဲ့အတန်ထွက်လေးတွေကိုလိုက်ကြည့်ကြရအောင်နော်အမြင့်ဘီးရဲ့အတန်ထွက်ကတခြားဘီးတွေနဲ့မတူဘူးနော်ပထမဆုံးထွက်လာတဲ့အတန်ကအတန်ရှည်လေးနည်းနည်းဆွဲပေးမယ်နော်ဝစ်စနှလုံးပေါက်အတန်မထွက်အောင်ဆိုရတယ်ကြည့်မယ်နော်နာတေချာလေးနားထောင်ပေးမယ်ပထမဆုံးအတန်ကိုရင်ထွက်ပြမယ်နော်ဖော်သူကဖောလို့မထွက်ဘူးနော်ဖော်လို့ထွက်တယ်နော်ရှေ့ထူးလေးပါတယ်နော်ကြည့်မယ်ဖော်พึ่งဖော်พึ่งဟုတ်ပြီလားအဲ့ဒါပြီးတော့ဒုတိယဘီကိုဆက်သွားမယ်ဒါက F အတန်ထွက်မယ်နော် for လို့မထွက်စေနဲ့နော်ဝိစလုံးပေါက်တန်လုံးဝမထွက်စေနဲ့ for အပြေဝဖတ်မယ်ဆိုရင် for ฝา for ฝาဟုတ်ပြီလားဆက်သွားမယ်နော်ถอถุงပထမဆုံးတန်ကထောလို့မထွက်စေနဲ့နော်ถอถุงဆက်သွားမယ်ถอฐานถอฐานထောฐานလို့မလုံးလာနဲ့နော်မားမယ်အတန်ထွက်မားမယ်နော်ขอไข่ขอไข่ขอขวดขอขวดสอศาลาสอศาลาสอฤาษีสอฤาษีสอเสือสอเสือหอหิบหอหิบชอชิงชอชิงဒီဆရာတို့အနိမ့်တန်ဘီးလေးတွေကိုဆက်သွားမယ်နော်စုံတွဲအနိမ့်တန်ဘီးကိုအရင်ဆုံးဆိုကြမယ်စုံတွဲအနိမ့်တန်ဘီး14လုံးနော်ဒါပုံမှန်တန်မဲ့ဖြစ်သွားပြီဝစ်စလုံးပေါက်ပုံမှန်ထည့်လို့ရပြီနော်အလယ်ဘီးနဲ့အနိမ့်ဘီးကဝစ်စလုံးပေါက်ထည့်တဲ့အတန်မျိုးထွက်တယ်အမြင့်ဘီးကဒါလေးရှေ့ထိုးပါတဲ့အတန်လေးထွက်တယ်နော်พอพานพอสำเภาคอควายคอคนคอระฆังฟอฟันทอนำมนโททอผู้เท่าทอทหารทอธงซอโซ่ชอช้างชอเชอฮอนกฮูกဆရာတို့ထပ်ပြီးတော့တကူတဲ့နှိမ့်ပြီး17လုံးကိုဆက်ပြီးဆိုကြမယ်နော်งองูยอหญิงนอหนูยอยักษ์นอเนนรอเรือဒီรอเรือကိုတချို့ကျောင်းသားတွေကြားလို့ချင်းစာရှာမကစားတတ်တာရှိတယ်ရှာမစကားတက်လို့ရှိရင်ဆိုရင်လအတန်ထွက်လဲရတယ်နော်လအတန်ထွက်မယ်လော်เรือဆိုပြီးတော့ထွက်လို့ရတယ်နော်วอแหวนวอแหวนมอม้า
มอม้ารอจุฬารอจุฬาลอลิงลอลิง